လုံးမပင်ပမလောက်ရပဲနဲ့ခန္ဓာကိုယ်ကအမြဲတမ်းနှုံချိနေတယ်လို့ခံစားရတယ်ဆိုရင်ဒါကိုတတိပြုပါကျမတို့ရဲ့ခန္ဓာကိုယ်ကဒီအိပ်ဆက်အနားယူလိုက်တဲ့အချိန်ကြာလို့ရှိရင်အားအင်းနေပြန်ပြီးတော့ပြေးလာတာလေဒါပေမဲ့တချို့တူတွေမှာဒီဘလောက်ပဲဘလောက်ပဲအနာပဲယူခန္ဓာကိုယ်ကအားအင်းနေမပြည့်နေပဲနဲ့အားအင်းနေကုန်ခန်းနေတယ်ချိနေတယ်နှုံချိနေတယ်လို့ခံစားရတာကဒါကဘာကြောင့်လဲဆိုတော့ကျမတို့တရားဒီရှင်တန်ဖို့အတွက်အားခဲနေရတဲ့ဒီ survival move အခြေအနေမှာရှင်တန်နေထိုင်တာကကျမတို့ရဲ့စွမ်းအင်တွေကိုအများကြီးဆုံးရှုံးစေတယ်။ဘာလို့လဲဆိုတော့တစ်ဖက်တူတွေရဲ့စိတ်အခြေအနေတွေကိုအမြဲဆောင်ကြည့်နေရတာတွေပေါ့။ဘာတွေဖြစ်လာမလဲဆိုတာမသိရတဲ့အတွက်ကြောင့်မလို့အမြဲတမ်းတိတိကြီးကြီးထားနေရတာတွေပေါ့နော်။ကိုပြန်ပြီးတော့တန်တရားဝင်နေတာတွေကဒါကျမတို့ရဲ့ခန္ဓာကိုယ်ကိုအများကြီးခြောက်ကပ်တွားစေတယ်။ဒီnarcissistic relationship မှာဆိုရင် abuse လုပ်ခံရပြီးတဲ့နောက်မှာခံစားရတဲ့ဒီရဲ့နှုံချိမှုကဒါကပြင်းကြီးမှုမဟုတ်ဘူးဘာလို့ဒီလိုမျိုးပြောလဲဆိုတော့ကျမကိုယ်တိုင်လဲဒါကပေါ့နော်ဒီ relationship အတော်တွင်းထဲမှာရှိနေတဲ့အချိန်မျိုးမှာဒါမှမဟုတ်ကျမရဲ့ဒီhealing phase မှာကြုံတွေ့နေရတဲ့အရာတွေကခန္ဓာကိုယ်ကအမြဲတမ်းနှုံချိနေတာတွေပင်ပန်းနေတာတွေအားအင်းနဲ့မရှိနေတယ်လို့မျိုးခံစားရတာတွေဒီအရာတွေကကျမကိုထင်တာကျမပြင်းတယ်လို့ပဲထင်တာတကယ်ဒါတော့ဒီအရာတွေကဘာလဲဆိုတော့ကျမတို့တွေကပြန်လဲကုစားနေတဲ့ recovery အခြေအနေတစ်ခုဖြစ်တယ်ဒါကြောင့်မလို့ကိုကဒီ KD အပြစ်ရှိစိတ်တွေမရှိဘဲနဲ့အနားယူလို့ရတဲ့နည်းနဲ့ကိုယ့်ရဲ့ nervous system ကိုပြန်လဲပြီးတော့ regulate လုပ်လို့ရတဲ့နည်းလမ်းလေးတွေကိုကျွန်မရဲ့လွတ်လပ်ခွင့်ပေးပါဆိုတဲ့ e-book လေးထဲမှာစုစည်းပေးထားပါတယ်တကယ်လို့စာအုပ်လေးတွေကိုမှာယူခြင်းနဲ့ဆိုရင်ဒီဗီဒီယိုလေးရဲ့အောက်မှာလွတ်လပ်ခွင့်ပေးပါဆိုတဲ့ comment လေးတွေကိုရေးတော့ပေးလို့ရပါတယ်တချို့ဆိုရင်တော့ဒီ TikTok ပိုင်းကို link ကနေတစ်ဆင့်တွားရောက်ပြီးတော့တိုက်ရိုက်ပွဲရှုလို့ရပါတယ်